မောင်လေးဟာကျောင်းမှာစာတင်ရတာကိုမနစ်သက်ကလေးတစ်ယောက်ဖြစ်ပါတယ်။သူ့အတွက်စာအုပ်ဖတ်တာထက်ဖုန်းကစားတာဘောလုံးကစားတာကပိုပျော်စရာကောင်းခဲ့ပါတယ်။ကျောင်းပြီးတာနဲ့အိမ်ပြန်ရောက်တာနဲ့ကစားပဲလုပ်တတ်ခဲ့ပြီးစာကိုမနှဲနဲ့ပဲကြည့်ခဲ့ပါတယ်။ဒါကြောင့်ဆောင်ဝဲပွဲကျိုင်းမှာအမှတ်နဲ့ပဲရခဲ့ပါတယ်။သူမိတ်ဆွေတွေကတော့အမှတ်ကောင်းလို့ရကြပြီးမြဲမောင်လင်းကတော့အမြဲနောက်ကျနေခဲ့ပါတယ်။မိဘတွေကလည်းစိတ်ပူပြီးဆုံးမခဲ့ကြပေမဲ့မောင်လင်းကမလေးထားခဲ့ပါဘူး။ဒီနေ့မှာဆောင်ပွဲအဖြေစာရွက်တွေတင်ပေးတဲ့အချိန်မောင်လင်းရဲ့အမှတ်ကအရန်နှဲနေခဲ့ပါတယ်။သူ့နာမည်ကိုဆီယာမခေါ်တဲ့အခါမောင်လင်းကရှက်ရွံ့ပြီးခေါင်းချထားခဲ့ပါတယ်။စာတင်ပြီးတဲ့နောက်ဆီယာမကမောင်လင်းကိုခေါ်ပြီးပြောခဲ့ပါတယ်။မောင်လင်းရေမင်းဟာညံကောင်းတဲ့ကလေးပါ။ဒါပေမဲ့မကြိုးစားဘူးဆိုရင်အရေးအချင်းတွေပလောက်သွားမယ်နော်။မင်းရဲ့အနာဂတ်အတွက်စဉ်းစားကြည့်ပါဦး။ဒီစကားတွေကိုကြားပြီးမောင်လင်းရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူ့အမေကိုကြည့်ပြီးစိတ်ထဲမှာတွေးမိခဲ့ပါတယ်။အမေကငါ့အတွက်အလုပ်စ조사နေတာပဲ။ငါကတော့မစ조사ဘူးဆိုရင်မကောင်းဘူးနော်။အဲ့ဒီနေ့ညမှာပဲမောင်လင်းကဖုန်းကိုဘေးမှာထားပြီးစာအုပ်ကိုဖွင့်ဖတ်ခဲ့ပါတယ်။ပထမဆုံးမှာနားမလည်တာတွေများလုံးလို့စိတ်ပြတ်သွားခဲ့ပြီးမြဲမလက်လွတ်ဘူးလို့ကိုပြန်ပြောခဲ့ပါတယ်။နောက်နေ့မှာစပြီးမောင်လင်းကနေ့စဉ်အစည်းအဝေးတစ်ခုချမှတ်ခဲ့ပါတယ်။မနက်မှာစောစောထားပြီးစာပြန်ဖတ်တယ်။ကျောင်းမှာဆီယာမရှင်းပြတာကိုအာယုံစိုက်နားထောင်တယ်။အိမ်ပြန်ရောက်ရင်ကစားချိန်ကိုလျှော့ပြီးစာလိလာတယ်။နားမလည်တာရှိရင်မိတ်ဆွေတွေဆီယာမကိုမေးတယ်။အစာပိုင်းမှာအယမ်းပင်ပန်းခဲ့ပါတယ်။ကစားချင်တဲ့အချိန်မှာစာဖတ်ရတာကြောင့်တခါလေစိတ်မကောင်းလဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မောင်လင်းကမလွတ်မထားပဲဆက်လက်ကြိုးစားခဲ့ပါတယ်။တလားနှစ်လလောက်ကြာလာတဲ့အခါမောင်လင်းရဲ့အမှတ်တွေတဖြည်းဖြည်းတိုးလာခဲ့ပါတယ်။စာတွေကိုလည်းပိုနားလည်လာခဲ့ပြီးဆီယာမရဲ့မိခွန်းတွေကိုတုံ့ပြန်လာခဲ့ပါတယ်။မိတ်ဆွေတွေကလည်းမောင်လင်းကအခုအရန်တိုးတက်လာပြီနော်လို့ချီးကျူးကြပါတယ်။နောက်ဆုံးဆောင်ပွဲကြီးရောက်လာတဲ့အခါမောင်လင်းကမကြောက်တော့ပါဘူး။ကိုယ်တိုင်ကြိုးစားပြီးပြင်ဆင်ထားတဲ့အတွက်ယုံကြည်မှုရှိလာခဲ့ပါတယ်။ဆောင်ပွဲရလထွက်တဲ့နေ့မှာမောင်လင်းကအတန်းထဲမှာပထမဆုံးအဆင့်ရရှိခဲ့ပါတယ်။သူ့နာမည်ကိုကြားတဲ့အချိန်မှာမောင်လင်းရဲ့မျက်လုံးထဲမှာညစ်ညစ်တောင်လင်းလာခဲ့ပါတယ်။မိဘတွေကလည်းဝိုင်းတာပြီးတာရီစူးစမ်းလို့ဒီလိုအောင်မြင်တာပဲလို့ချီးကျူးခဲ့ကြပါတယ်။မောင်လင်းကစိတ်ထဲမှာလဲငါမလက်လွတ်ပဲစူးစမ်းခဲ့လို့ပဲဒီနေ့ဒီနေရာကိုရောက်လာတာလို့ဂုဏ်ယူစွာခံစားခဲ့ပါတယ်။အဲ့ဒီနေ့မှစပြီးမောင်လင်းကဘာလုပ်လို့မလက်လွတ်ပဲစူးစမ်းတတ်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။